လဲဘေးမှာမော်ဟိုင်စွာထန်းချလိုက်တဲ့ထွန်းမင်းဟာခဏကြာမှတော့လက်ထဲကနွားကြိုးကိုပြန်ပြီးကြစ်ပါအောင်ဆုတ်ကိုင်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေလားတောအုပ်အမောင်ထူးစီကိုပြန်လဲဦးတည်သွားတယ်မဖြစ်ဘူးကျော်စွာငါပြန်သွားဦးမှာနီနီကငါအတွက်နွားတင်မဟုတ်ဘူးငါမိသားစုရဲ့အသက်သွေးကြောပဲဒီတိုင်းတော့အဆုံးရှုံးမခံနိုင်ဘူးထွန်းမင်းကပြောဆိုနဲ့လဲဘော်ကနေထရက်လိုက်တဲ့အခါကျော်စွာကလန့်ဖက်သွားပြီးသူ့လက်ကိုလှမ်းဆွဲပါတယ်မင်းယူနေတာလားထွန်းမင်းအခုကလမ်းတောင်မမီနာတော့ဘူးလေဖိုးထောင်ကလည်းမီးအိမ်ကိုမြှောက်ပြီးထွန်းမင်းရဲ့မျက်နှာကိုစိုက်ကြည့်ရင်အလေးနက်ပရိပေးစကားဆိုပါတယ်ထွန်းမင်းကတားလို့မရမှန်းလက်ထီတော့မင်းသွားမယ်ဆိုရင်လည်းငါမတားတော့ဘူးထွန်းမင်းဒါပေမဲ့တခုတော့မှတ်ထားမင်းဘလောက်ပဲရှာတောဆက်ကရေကန်ဘက်ကိုတော့လုံးဝချေဦးမလဲနဲ့မင်းလည်းတီးတာပဲအဲ့ဒီရေကန်ကဒီအချင်းဆိုရင်ငါတို့လူတွေသွားရမယ့်နေရာမဟုတ်ဘူးနွားပြောက်တာကနွားအသက်ပြန်ဝဲလို့ရပြီမဲ့အဲ့ဒီရေကန်ကဘလောက်အချောက်ကျန်းလဲဆိုလားထွေးမင်းကခေါင်းငိမ့်ပင်လိုက်ပြီးမဲ့သူ့စိတ်ထဲမှာတော့နွားကိုသာတွေးချင်နေမိပါတယ်ကဲကျော်စွာမင်းရွာတဲ့အရင်ဝင်နေတော့ငါတစ်ခေါက်လောက်ပဲထပ်ပတ်ချပြီးရင်ချက်ချင်းပြန်လာခဲ့မယ်ကျော်စွာကစိုးရင်တကြီးနဲ့လက်ကြီးလို့ရင်လဲကိုရွာထဲကိုဖြည်းချင်းနင်းထူတော့ပါတော့တယ်ထွန်းမင်းကတော့လက်ထဲကမီအိမ်လေးတစ်လုံးနဲ့အမောင်ထူးကြီးစိုးနေတဲ့ဒေါ်လန်ထဲကိုတယောက်တည်းပြန်လဲချေဦးလဲသွားပါပြီဖိုးထောင်ရဲ့တတိပေးစကားကသူနားထဲမှာပဲ့တင်ထပ်နေပြီမဲ့တောနတ်ထဲကနေကြားလိုက်ရတဲ့နွားအော်တန်တဲကသူ့ကိုရေကန်ရှိရပစီကိုမတိမတဆွဲဆောင်နေတယ်လို့ပါပဲရွာလဲလမ်းမကြီးတစ်ခုလုံးကတော့6ကပ်မြင်တက်နေပြီမဲ့ဖိုးထောင်တို့အိမ်ရှိမှာတော့မိအိမ်တစ်လုံးကထလုတ်လုံးနဲ့ရိမ့်ထိုးနေပါတယ်ဖိုးထောင်ကအိမ်ရှိခွက်ပစ်ပေါ်မှာစေဘောလေးကိုခပင်းဖွားရင်ဒေါဆက်ဘက်ကိုမျက်မှောင်ကျုပ်ကြည့်နေတုံပဲရှိပါသေးတယ်ဦးဖိုးထောင်ရှိလာရှင်အမောင်ထဲကနေအပြေးအလွှာလျှောက်လာတဲ့ခြေတန်းနဲ့အတူထွန်းမင်းရဲ့ဇနီးမနှင်းလောက်လာပါတယ်သူမလည်းမျက်နှာမှာစိုးရင်ရိတ်တွေရွှက်တန်းနေပါတယ်အော်အေးမနှင်းပါလားဘာကိစ္စလဲညကြီးမင်းကြီးကျမယောက်ျားထွန်းမင်းအခုထိအိမ်ပြန်မရောက်သေးလို့ပါကြော်စွာစီသွားမေးတော့လဲဦးဖိုးထောင်နဲ့ရွာဦးမှာကြံခဲ့လေဆိုလို့လိုက်လာတာသူဘဲမှလဲဟင်မနှင်းရဲ့အတန်ကတုံရီနေပါတယ်အိမ်ထဲကနေဖိုးထောင်ရဲ့ဇနီးတင်ကြီးလဲရောက်လာပြီးမနှင်းကိုအတာအယာဖေးမလိုက်တယ်အေးပါညီကလည်းစိတ်အေးထားစမ်းပါအေးထွန်းမင်းကနွားပြောက်လို့တောဆက်ပတ်ခဏပြန်သွားလာပါအေးလို့တင်ကြီးနှစ်သိမ့်ပေးမဲ့ဖိုးထောင်ကတော့စိုးရင်စိတ်နဲ့တပင်းကိုအရှိကြီးချလိုက်ပါတယ်သူကငါသားပဲမနှင်းရရွာထဲကိုအရင်ဝင်ခိုင်းတာကိုသူကနွားကိုနှမျော်လို့ဆိုပြီးတယောက်တည်းပြန်သွားတာအခုဆိုရင်တော်လေးကြာနေပြီဖိုးထောင်ရဲ့စကားကြောင့်မနှင်းရဲ့မျက်ရည်တွေကဝယ်တက်လာပါတယ်ဒါပေမဲ့ဦးဖိုးထောင်ရဲ့ဒီညကလက်ကွက်ညားလေးတော်ဆက်ကရေကန်မှာဘာတွေရှိတယ်ဆိုတာလူတိုင်းသိနေတာပဲသူ့ကိုသွားမခေါ်ရင်တခုခုဖြစ်သွားမှစိုးရင်လို့ပါဖိုးထောင်ကခဏနေဆိုပြန်လာသွားမှပါအိမ်မှာပဲခဏဆောင်ကြည့်လိုက်ပါအောင်လို့ဖိုးထောင်ကပြောပြီးမေးမနှင်းကတော့အမောင်ထူကြီးစိုးနေရဲ့ဒေါ်လန်ဘက်ကိုကြည့်ရင်ပြန်လာပါတော့ရှင်ရဲ့ရေခံဘက်ကိုတော့မရောက်ပါစေနဲ့လို့စိတ်ထဲကနေတွတ်ဆူတောင်းနေမိပါတော့တယ်ဒေါ်နတ်ထဲမှာထွန်းမင်းတယောက်တည်းဖြစ်နေပါပြီလက်ထဲကမီးအိမ်လေးကစေကုံခါနီမို့မိတ်တုတ်ဖြစ်နေပြီမို့သူနားထဲမှာတော့နွားအော်တန်တဲကိုကြားနေရတော့ပါဆွဲနဲ့လိုက်ရှာရင်ခြေလမ်းတွေကမတီးစိတ်ကြောင့်ဖိုးထောင်တားမြစ်ထဲနဲ့ရေကန်ဘက်ကိုရောက်ရှိသွားပါတယ်အဲ့ဒီနေရာကထူးဆန်းစွာပဲတိတ်ဆက်လွန်နေတယ်လေတောင်မတိုက်တော့ပဲရေကန်မျက်နှာပြင်ကမှန်ချက်တစ်ခုလုံးညှိတက်နေပါတယ်ရေကန်ဘေးကလျှော့ပင်းတွေကြားမှာသူ့ရဲ့နွားမလေးနီနီရက်နေတာကိုခက်ရေးမြင်လိုက်ရတော့ထွန်းမင်းဝမ်းသာသွားတယ်ဟောတွေ့ပြီနီနီလာအိမ်ပြန်ကြမယ်ထွန်းမင်းကနွားရှိရာဟိုအပြေးအလွှာသွားလိုက်ပြီးမဲ့နွားနာရောက်ခါနီးမှမဲ့နွားမလေးကထူးဆန်းစွာပျောက်ကွယ်သွားပါတယ်ထွန်းမင်းကြောင်အားသွားပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါရေကန်အလဲကနေဝေါ်ဆိုတဲ့ရေပွက်တန်းတွေထလာပါတယ်ရေပြင်ပေါ်မှာအဖြူရောင်အငွေ့အသက်တွေကြားကနေမိန်းမတစ်ယောက်ရဲ့ဦးခေါင်းပါတဖြည်းချင်းပေါ်ထွက်လာတယ်သူမရဲ့စံပင်တွေကရေမော်ပင်တွေလိုရှည်လျားဖယိုးဖယဲဖြစ်နေပြီးမျက်နှာကတော့သွေးဆုပ်ဖြူလျော်ကအရည်ပြားတွေလျော့တွဲနေပါတယ်ထိုမိန်းမကစူးရှားလာတဲ့အော်ဟစ်တန်ကြီးနဲ့အတူရေပေါ်ကိုဝေးပြန်တဲလာတယ်သူမရဲ့ခြေထောက်တွေကမြေကြီးနဲ့မထီပဲလေထဲမှာရင်းထိုးနေပြီးလက်သေးရှည်ကြီးတွေနဲ့ထွန်းမင်းစီကိုအရှိန်အဟုန်နဲ့ပြေးဝင်လာပါတယ်မျက်လုံးအိမ်တွေထဲမှာမျက်စိမရှိပဲဟောင်းလောင်းပေါက်ကြီးတွေဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါထွန်းမင်းရဲ့သွေးတွေခဲသွားသလိုခံစားလိုက်ရတယ်အာ
ကဲကြပါဦးဆိုပြီးထွန်းမင်းတယောက်မျက်မှောင်တွေပြဝေပြီးတတိလစ်သွားပါတော့တယ်